ဲတောက်ပါမယ်ဂျပက်ခီအတွက် luggage ဝယ်ဖို့ခေါင်းတဲကနေလုံးဝပြောင်းနေတဲ့ကျမရဲ့အဖြစ်ကိုမေးပေးရောအခုကြမှာ shopping ထွက်နေဖို့အချိန်နဲ့မရှိတာနဲ့နောက်ဆုံး shopping တဲ့ဝင်လေလိုက်တော့မှာပဲဒီ hand ကလေးရလိုက်တာကန်ကောင်းတော့ဈေးကလည်းမြန်မာငွေ 6000 လောက်ပဲရှိတယ် quality ကလည်းပေးရတဲ့ဈေးနဲ့တန်ပြီးတော့ကဝယ်လိုက်တဲ့ဒီ sky blue color လေးရဆိုလို့ရှိရင်အခုအချိန်အရန် trend ဖြစ်နေပြီးဟိုအရန်တက်ကြနေတဲ့အရောင်လေးလည်းဖြစ်တယ်10ရက်စာအဝတ်တွေ7 kilo နဲ့ဆက်ကျမလုံးပေးရအောင်မယ်ပစ္စည်းတွေအဖြစ်တကယ်ချင်းမှလိုက်တဲ့ဒီလူကြော်ဘူးရဲ့ brush နဲ့ထည့်လဲပါသေးတယ်အားလုံးအတွက်ကရဲ့ strategy လေးကို share ပေးမယ်အရင်ဆုံးစစ်စားတာကtop ပြီးသွားရင် dress ပြီးသွားရင် jeans ပြီးတော့ရင် skin care လိုအပ်တဲ့ accessory တွေ tops ကတော့အများဆုံးလိုအပ်တာပါခရီးသွားမှာဆိုတော့ tops 8ထည့်ပါတယ် top 8ထည့်ကိုတော့ဒီအိတ်ထည့်အကုန်ထည့်မယ်ပြီးတော့ရင်တော့က dress တွေအရင်ထည့်တာဖြစ်တဲ့အတွက်ဒီ one set ကလေးတစ်စုံရဲ့ရိုးရိုး dress နှစ်ထည့်ထည့်ပါမယ်ပြီးတော့ရင်တော့ jean နှစ်ထည့်ထည့်မယ် jean ကတော့နည်းနည်းထူတဲ့ဟာကိုလေစိတ်ကိုဝတ်သွားမယ်က skin care ထုတ်ကိုဒီလိုမျိုးအိတ်လေးတဲ့အကုန်ထည့်ပါတယ် skin care cosmetic ကိုကုန်စားအောင်ဝင်အောင်ထည့်ပါတယ်ကဲပြောတဲ့ပစ္စည်းအကုန်လုံးကိုဒီအိတ်ထဲကိုဆန့်သွားတာကိုတော့မယုံနိုင်ပုံမှန်ဆိုလို့ရှိရင်လည်းကီလိုတိတ်မွေနေကြမဟုတ်တော့ရအောင်အမြဲထည့်ပါတယ်ဆိုတော့ဂျပန်ခရီးစဉ်မှာဘယ်တွေသွားမလဲဘာတွေလုပ်မလဲဒါလေးတွေကိုနောက်ဗီဒီယိုမှာဆက်စုလို့ရမှာဆိုတော့ကရဲ့ Jessica Dish Channel လေးကို follow လုပ်ပေးတော့ကြနော်ဒါဆိုရင်ဂျပန်မှာတွေ့ကြမယ်တတား